Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်ကောင်းမလေးတင်ငယ်ချင်းတွေသူရှောက်သွားမှာဖြစ်ပါတယ်ဒါတော့ရှိပွေးရောက်ရောက်နေရပါဒါတော့အိုက်ကတခွဲဂျပန်မလေးချစ်ချလေးဖြစ်ပါတယ်ဒီဘက်ကကျတော့သုံးခုခွဲကောင်းမလေးဖြစ်ပါတယ်သူတို့နေခင်တာကတော့အချိန်ပိုင်းလုံးမှာခင်ပြီးတော့ခုကတော့သူတို့ရဆူဆူကြောဖြစ်ပြီးတော့ကိုစီအလုံးဝင်ကြတော့ဖြစ်ပါတယ်ဒါတော့နောက်တစ်ယောက်ကောင်းမလေးပါသူ့နာမည်ကတော့လင်းကိုခေါ်ပါတယ်အခုကတော့တပ်ပုံတိုင်းဖို့အတွက်တိုင်ပင်ပြီးတော့စုနေရမှာဟိုတောင်းရည်တင်အောင်တောင်းမိမယ်စားမယ်ဆိုင်ကစောကြီးပိတ်မှာမလို့ဒီဆုံးစားမယ်ဆိုင်တော့ပါတယ်ခုကတော့မန်နူးရင်းနေပေါ့နော်ဒါပေမဲ့သူတို့ဂျပန်လိုရေးထားတဲ့ဟာကိုဖတ်တပါဘူးမန်နူးကဒီလိုလေးရေးနေခိုင်းပြီးတော့နားမလည်ပါဘူးသူတို့လိုချင်တယ်သူတို့ကဒါကတော့တော်တော်ဆန်းငါ့ကိုစီနေမှုကြော်အဲ့ပမိုးကြီးနဲ့တူထားတာပေါ့နော်။ညာကရာဇညာလို့ခေါ်ရဲ့အနေသားရေရရောမသိဘူး။အနေသားမီးထုတ်အနေသားဘယ်လိုလဲမသိဘူး။ဒါနဲ့စားရင်တန်းနေမီးပြတ်သွားတယ်နော်။ဒါနဲ့မီးပြတ်သွားတဲ့အချိန်မှာဘာမှမစားနိုင်ဘူးဆိုပြီးတော့ဒီလမ်းလိုက်တော့ပုံလုံးကဖြစ်နေပါတယ်။ဒါနဲ့ကလေးပြချာရော Happy Birthday ဆိုပြီးတော့ပကံရိုင်းနဲ့သူတို့မီးပြောင်းနိုင်တဲ့ဟာတင်လာတယ်ပေါ့။ဟောအဲ့ဒါနဲ့သူတို့ခင်ဗျားကတင်တာတကယ်တော့ကျွန်တော်လုပ်နေပါတယ်။ဝင်းကြီးကတကယ်တော့ကြော်သွားရင်အဲ့ဟာကိုဒီနေ့နဲ့လည်းပြီးကြတယ်ပေါ့။ဘာမှ surprise တော့မဟုတ်ဘူး။ကျေးဇူးများကြီးတင်ပါတယ်။တယောက်သူ့လူလူညက်ပြင်ရလို့ဒီကိုဆိုင်ချစ်စရာသူတို့နေမကြီးအမားနေတူဆိုပြီးခေါ်နေမယ်ဖုန်းထဲမှာကြားလိုက်တာပူပူဆိုပြီးကြားလိုက်လို့ပူပူဖြစ်နေပါတယ်နည်းနည်း你觉得那啥呀？对吧？おめでとう。ဒီလိုတော့သူတို့တစ်ခါမှမမြင်ဘူးတော့တင်းပြီးပြောနေရပါမန်တော့သူတို့ရိုက်ချင်တယ်မဟုတ်ပါဘူးကျွန်တော်ရိုက်ချင်တာပါကဲကိုထွက်လာပါ不是的，都有时候就看那个，明年都是啥的，不是有考完的。哎呀，我这个初三的人来，我都讲的。ဂျပန်မားတွေကရှောက်နေလို့ရှိရင်တနေရာလေးတွေဘယ်တော့မှမပြီးပါဘူးအခုကဒါတတိယမြောက်တနေရာကိုသွားနေရပါကော်ဖီဆိုင်ဖြစ်ပါရဲ့ဒီကော်ဖီဆိုင်မှာတော့ပုံမှန်လုံးမှလည်းတောက်နေရတဲ့ဟာတွေကိုပဲသူတို့မှာပြီးတော့တောက်ကြတော့ပါဒီမှာဘောဒီမှာဖြစ်ပါအလုံးမှလည်းဒီလိုမျိုးမြင်နေမျက်နှာပြောင်းနေအောင်မလို့အလုံးလို့ရတူတူနဲ့မြင်နေပျော်သွားတယ်ရုပ်ကြည့်တော့ခုနကမလှလို့ဆိုပြီးတော့နောက်တစ်ခေါက်လှအောင်၃ယောက်ပြန်ပြီးတော့လုပ်ကြပါ
ちょっとなん待ってでやろそうなのအင်္ဂလိပ်လိုပြောပြရမယ်အင်္ဂလိပ်လိုပြောပြရနေရပါမယ် お好み焼き is with sauce 何ソースソースオタフクソース and マヨネーなんかプップが သူနဲ့ဆိုလို့ရှိရင်အမြဲတမ်းရုပ်ပြောင်နေနေလုပ်ပါတယ်ဒါပေမဲ့အချင်းဆုံးတကယ်လေးဖြစ်ပါတယ်ニコニコしてသူတို့နှစ်ယောက်ကတော့အလားလေးပေါ့နော်ကျွန်တော်တို့နှစ်ယောက်ကတော့မကြောက်တော့ဒီလိုချီဒီနာဆိုင်ရတဲ့ကြားနေပြီးတော့လွတ်ပြပါあれどうにかしろこれします ခုကတော့ပြင်နေပါပြီစုံးကြည့်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် Love you bye bye ဘိုင်ဘိုင်